ကျွန်တော်က Rush ပါ bro ကျွန်တော်တော်တော်လေးမတွေ့ရကြာခဲ့ပြီပေါ့နော် bro okay ကျွန်တော်ဗီဒီယိုတွေပါမတင်ဖြစ်တာ3လလောက်ရှိပြီကြာတကယ်တော့ကျွန်တော်လည်းမအောင်3လ4လလောက်တော့ရှိပြီဒါပေမဲ့ကျွန်တော်လည်းအခုမှအားလုံးနည်းနည်းပြန်နေဖြစ်တာဗျာ bro ကျွန်တော်ဒီနေ့မှာတော့ဘာလုပ်ရမလဲဆိုတော့ Minecraft ကိုဆော့ပြအောင်မှာဖြစ်ပါတယ်ပေါ့နော် bro okay ဗျာဒီ Minecraft လို့ကြီးနေဆိုရင်တော့ကျွန်တော်ရဲ့ channel မှာလာတောင်းရပေါ့နော်ကျွန်တော်ရဲ့ Telegram channel မှာpage of video ရဲ့အဆုံးမှာကျွန်တော်ရဲ့ Telegram channel လေးကိုကျွန်တော်ပြထားပါတယ်ဗျာ bro okay ဗျာ bro ကျွန်တော်အခုဘာလုပ်မလဲဆိုတော့ကျွန်တော်အခုမှကျွန်တော် Minecraft ကိုစဆော့ဘူးလားဗျာအဲ့ဒါဆိုကျွန်တော်ဘာမှတော့မသိဘူးဒါပေမဲ့ကျွန်တော်ကပထမဆုံးကျွန်တော်ရဲ့အိမ်လေးတော့စောက်တာဗျာအခုမှစားလို့လားဆိုတော့ကျွန်တော်လည်းတိတ်ပြီးတော့မသိတော့ဒီမှာကျွန်တော်ပထမဆုံးစောက်တာအိမ်လေးဗျာကျွန်တော်လုပ်ကြည့်လိုက်အောင်ကျွန်တော်တိတ်ပြီးတော့အထဲထဲမှာတော့ဘာမှမထည့်ရသေးဘူးဗျအောက်အပြားကြီးခင်းလိုက်ရမယ်โอเคဗျကျွန်တော်ဒီအောက်အပြားကြီးလိုက်ခင်းလိုက်ဒါတကားကိုပိတ်ဖို့ဒီမှာဟိုလီဗာတစ်ခုထည့်လိုက်ဗျโอเค 2 seconds later โอเคဗျ bro ဒီမှာလီဗာတစ်ခုရောက်သွားဆိုတော့ကျွန်တော်အဲ့လီဗာကိုထိပြီးတော့ကျွန်တော်တကားပိတ်လိုက်rightလီဗာကိုလီဗာဘယ်လိုဖြစ်လဲရဗျလီဗာဆဆတက်တဲ့အချိန်ကိုအဲ့လိုဖြစ်တယ်โอเคဗျအခုကျွန်တော်ဒီလီဗာသုံးပြီးတကားပိတ်မယ်ပြီးရေဗျဒါဆိုကျွန်တော်တို့ဟိုကလောက်ရမယ်အောက်မှာကျွန်တော်ဟိုကလေးခင်းရမယ်ကွာအပြားလေးဘယ်လိုဖတ်လို့ခေါ်ပါအဲ့ဒါလေးကျွန်တော်လိုက်ခင်းလိုက်မယ်ဗျ 6.5 hours later okay brother ကျွန်တော်တို့တအိမ်လုံးတော့အဲ့ပြားဟိုကဘယ်လိုလဲသူကဘယ်လိုဘာရောင်ခေါ်လဲတော့မသိတော့အဲ့ဒါကြီးတော့ကျွန်တော်ခင်းလိုက်ပြီကျွန်တော်ဟိုကလောက်ရမယ်တော့ကျွန်တော် decoration တွေလည်းဆင်ရမယ် decoration တွေကျွန်တော်နည်းနည်းလေးဆင်လိုက်မယ် okay brother ကျွန်တော်တို့ကရင်ကိုဘယ်နားမှာထားမလဲဆိုကရင်ကိုကျွန်တော်ဒီတောင်းမှာထားလိုက်မယ်ကရင်မှာပြတယ်ကရင်ထားမယ်လေမဟုတ်သေးပါဘူးကရင်ကဘလို့ထားကရင်ထားတိုင်ပတ်နေလောက်ပါဦးဝဲရောကရင်တွေ့ပြပြုတ်ကုန်ပြီကရင်စားတယ်ကွာကရင်မထားတော့ဗျာโอเคဗျာ bro ကျွန်တော်စောင်းစင်မှာထားလိုက်တော့ကျွန်တော်ကရင်ကနည်းနည်းတိုင်မဟုတ်သေးဘူးဗျာမဟုတ်သေးဘူးဝေးရဟောလေးပေါ်တက်တယ်မဟုတ်သေးအောက်မှာကျွန်တော်ဒီဗီဒီယိုလေးပေါ်မှာမြင်ထားတယ်ဆိုတော့ကျွန်တော်ပထမနည်းနည်းတော့ကြောင်သွားโอเคဗျာကျွန်တော်အိမ်ဘယ်လို decorate လုပ်မလဲဆိုတော့ decorate တော့မလုပ်တော့ဘူးဗျာ bro ဟိုဝဲထားလိုက်တော့အိမ်ကတော့ကျွန်တော်ပြစ်ထားလိုက်တော့ဒီလိုအိမ်မှာကျွန်တော်ကတိတ်မနေတော့ဗျာကျွန်တော်တခြားနေရာသွားကြည့်အောင်ရထားလက်တွေပါစောက်လို့ရလို့ပြောတာကျွန်တော်နည်းနည်းလေးပြင်းတယ်ဆိုတော့ကျွန်တော်အိမ်အောင်မြေကြီးကိုနည်းနည်းတူးလိုက်မြေကြီးကတော့အော်တိုတူးပြီးတာရှိတယ်ကျွန်တော်အိမ်နားမှာတော့ကျွန်တော်မြေကြီးမထုံးရသေးဘူးโอเคဒါဆိုခဏလေးပေါ့အိမ်မှာအပေါက်ကြီးဖြစ်ကုန်ပြီထားရသူတို့ပဲခဏထားလိုက်မယ်ဗျ bro ကျွန်တော်ဟိုအောက်ပစိမ့်နေနဲ့တူးကြည့်ကျွန်တော်နည်းနည်းပြင်းတယ်ဆိုတော့ပစိမ့်လေးနဲ့ဒါရတော့မဟုတ်ပစိမ့်နဲ့စိတ်လုံးဒီရဲသွားပြီးတော့တလက်လောက်မားလိုက်ပြီဗျဒီကောင်နဲ့ဒီကောင်ပေါက်ပြားတော့မဟုတ်နေတာ right ဆိုရအောင်လေကျွန်တော်အထဲတော့နည်းနည်းတော့တူးကြည့်လိုက်โอเคဗျအထဲကိုနည်းနည်းတော့ဝင်ပြီးတူးလိုက်โอเคဗျโอเคဘလို့တူးနေမှကျွန်တော်အပေါ်ကနေတိချာလေးကိုကျွန်တော်နည်းလေးဘယ်လိုပြောအောင်လဲပုံဖော်လိုက်ဒီကောင်ကိုကျွန်တော်တို့လည်းချဲလိုက်ပြီချဲလိုက်တစ်ခုလုံးချချလိုက်တွင်းအနက်ကြီးဖြစ်အောင်လုပ်လိုက်ကုန်ချဲလိုက်ဗျာဒီနားနဲ့အကုန်လိုက်ချဲမယ်တော့တက်လိုက်ပြီဗျာဒီနားမှာတစ်ခုတက်โอเคဗျာလင်းဝင်သွားကြโอเคဒီမှာတစ်ခုတက်မယ်တော့ကျွန်တော်ဒီမြေနဲ့လည်းတူးရတယ်ဒီမှာဒီမြေနဲ့တူးရှယ်ပြန် A few moments later တူးတာရဲကောင်းပြီတော့ကျွန်တော်အဝေးစီးတောင်ရောက်နေပြီလို့နော်ပြောရမယ်ဆိုအဝေးစီးရောက်နေပြီကျွန်တော်လည်းပြင်းလို့ရှောက်တူးနေရထားလမ်းနေပါထည့်အောင်ကျွန်တော်ဟိုဟာလေးပါထည့်လိုက်ပါဗျာပြောဘယ်လိုပြောလက်တာပေါ့လက်တာဆိုတော့ဟိုဟာပေါ့လေကားပေါ့လေကားတညီတည်းဖြစ်နေမှာရ
တော့မကြီးတော့တခုမှာကျေးဇူးတင်ပါတယ်လို့မကြီးတော့ဆိုကျွန်တော် blog တွေနဲ့ကျွန်တော်ပြန်စီလိုက်မယ်ဗျာအကောင့်တွေကို blog တွေနဲ့ပြန်စီလိုက်ရင် sandstone တွေ sandstone နဲ့ဆိုမလောက်ဗျာတို့ဒီ cobblestone နဲ့စီလိုက်တော့ဒီကောင်တွေနဲ့စီတော့လောက်ရတယ်တချို့လင်းဟာနေအကွက်တွေကျွန်တော်တိုင်းနဲ့လိုက်စီလိုက်โอเคဗျာ brother တို့မတွေ့ရတော့၄လတော့ရှိပြီ 12 seconds later. လေကားတစ်ခုလောက်ထည့်လိုက်မယ်ဗျာဟိုသူတို့ကြီးဆိုရင်ဒီမှာလူကြီးတွေဖြစ်ဒီမှာနှစ်တုံးထည့်လိုက်လေကားတစ်ခုကိုကျွန်တော်ဘယ်ဘက်စားထည့်ရမလဲဆိုတော့လေကားဒီမှာရှိရတယ်လေကားထဲပါမယ်ဆိုမှကွာအဲ့တော့တခုချင်းလိုက်ထည့်ရှင်းတော့ပြင်းတယ်လေကားထဲ 8 weeks later. โอเคဗျာကျွန်တော်ကိုယ်တိုင်ပေါ့ငရဲပြူတီထွင်နေရပေါ့ငရဲပြူတီထွင်နေပါတယ်โอเคဗျာကျွန်တော်နည်းနည်းလေးတီထွင်လိုက်အောင် Many months later. โอเค brother ကျွန်တော်ဒီနေ့တော့ရေတွင်းနဲ့တော့တူးလိုက်ဟိုတော့ကျွန်တော်ရေတွင်းမှာတူးလိုက်တယ်ပေါ့နော်ဒီမှာကျွန်တော်လိုက်ပြမယ်ဟိုးအောက်မှာကျွန်တော်တူးနဲ့ရေတွင်းမှာရောက်လာတယ်ပေါ့နော်ကျွန်တော်နည်းနည်းပြင်းတော့ကျွန်တော်ရှောက်လုပ်ကြည့်ရအောင်နော် bro ကျွန်တော်ဒါကတော့ creative mode ပေါ့နော်ကျွန်တော် survival mode ကိုကျွန်တော်မနေ့ဖြန်ကျရင်ကျွန်တော်ဆော့ပြပါမယ် brother တွေ okay ပေါ့ကျွန်တော်ဘာလုပ်အောင်လဲဆိုတော့ကျွန်တော်နည်းနည်းတော့ပြင်းတယ်ပေါ့ဘယ်လိုရှောက်သွားအောင်လဲမသိဘူးကျွန်တော်အဲ့လိုလည်းမွေးရမှကြည့်ရတယ်ဝါးတော့သူကကျွန်တော်ပင်လယ်နဲ့หนีတော့ကျွန်တော်ပင်လယ်အောက်ကနေရေတွေအဲ့လိုပန်းထွက်လာပေါ့ပြ bro ကျွန်တော်ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Minecraft ကိုပထမဆုံးအချိန်ဆော့ခဲ့တယ်ပေါ့နော်ကျွန်တော်အိမ်လေးပါတည်ဆောက်ခဲ့ပါတယ် bro တို့ဒီနေ့တော့ကျွန်တော်ဘာမှတော့တိတ်မလုပ်လိုက်ရဘူးဗျာဘာလို့ဆိုတော့ကျွန်တော်ကအခုဗီဒီယိုအမြန်လုပ်နေရတော့ပေါ့နော်ကျွန်တော် brother တို့နဲ့ကျွန်တော်တွေ့ကြလို့ပေါ့ဒီဗီဒီယိုလေးကိုလုပ်နေတာပါဟိုနောက်ပိုင်းမှာလည်းကျွန်တော် subscriber 300ပြည့်ဟို sorry subscriber 300ပြည့်နဲ့ကျွန်တော် Q&A လေးကျွန်တော်လုပ်ပေးပါမယ်ခင်ဗျာ bro ကျွန်တော်အဲ့ဒါ300ပြည့်ကိုကျွန်တော် channel လေး25ရောက်ပဲလိုပါတော့တယ် bro အဲ့ကျွန်တော် channel လေးကို subscribe လေးလုပ်ခဲ့ကြပါဦး bro အားလုံးကြည့်ရှုပေးတော့အားလုံးကျေးဇူးတင်ပါတယ် bro bye bye နောက်မနေ့ပြန်မှာကျွန်တော် survival mode မှာကျုံးကြပါ